မင်္ဂလာပါခင်ဗျာပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့စာရေးဆရာကျော်စိုးဖို့ရေးသားခဲ့တဲ့မုတ်ဆိုးဇလံကိုတင်ဆက်ပေးချင်ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်ဝတ္ထုတော်နှစ်ပုဒ်ကိုပေါင်းပြီးတော့တင်ဆက်ပေးထားပါတယ်ပထမဇလံကတော့အမှတ်တရအေယာဝတီပြီးတော့ဒုတိယဇလံကပျော်ခဲ့ပါသည်အေယာဝတီဆိုတဲ့ငှက်ပြက်မုတ်ဆိုးဇလံနှစ်ပုဒ်ကိုပေါင်းပြီးတော့တင်ဆက်ပေးထားပါတယ်ဇလံရဲ့အချင်းချုပ်ပြောရမယ်ဆိုရင်တော့ဆရာကျော်စိုးကသူ့ရဲ့မိတ်ဆွေတွေနဲ့အေယာဝတီမှာတွားပြီးငှက်ပြက်ခဲ့တဲ့အကြောင်းပေါ့နော်ဒီလိုမျိုးရေကျသွားတဲ့အခါမှာကြံခဲ့တဲ့အင်းအိုင်တွေမှာသူတို့စိုက်ပျိုးရေးတွေလုပ်တယ်ပြီးတော့ငါးတွေမွေးတယ်ဒီအချိန်မှာဒီလိုမျိုးဆောင်းခုံငှက်တွေကပြန်လာတယ်ပြီးတော့ဘဲတွေကိုပြစ်တယ်ဒီအကြောင်းတွေကိုရေးသားတင်ဆက်ထားပါတယ်နောက်ပြီးတော့ဒီဆောင်းခုံငှက်တွေကိုဘယ်အချိန်မှာပြစ်ရတယ်ဘယ်လိုမျိုးပြစ်ရတယ်ဆိုတဲ့အကြောင်းတွေလည်းဘဟုတုတဖြစ်ပါဝင်ပါတယ်ကဲအစီအစဉ်စလိုက်ရအောင်အမှတ်တရအေယာဝတီတကြီးရေအင်းထဲမှာတောဘဲတွေကျနေပြီလားဒီတကြီးဆိုတဲ့သူကရွာတကြီးမဟုတ်အင်းတကြီးဖြစ်ပါတယ်အင်းကလည်းကုန်းတွင်းရေလုပ်ငန်းလုပ်တဲ့ကုန်းတွင်းအင်းမဟုတ်အေယာဝတီမြစ်လယ်ကျွန်းများပေါ်မှာမိုးအခါရေကြီးရေဝင်ပြီးတော့ဆောင်းရောက်လို့ရေပြန်ကျတဲ့အခါကျွန်းလယ်မှာရေတင်ကြံခဲ့တဲ့အင်းဖြစ်ပါတယ်မိုးတွင်ရေတက်ရေဝင်လို့ပါလာတဲ့ငရဲငတန်များထိုအင်းထဲမှာသားပေါက်ကြီးထွားလာပြီးဆောင်းမှာရေနှဲလာတဲ့အခါဖမ်းယူရတဲ့ငါးဖမ်းအင်းဖြစ်ပါတယ်ထိုအင်းများမှာငါ့ကိုဖမ်းချင်တယ်လို့ဖမ်းလို့မရပါဘူးရေလုပ်ငန်းဦးစီးဌာနကတတ်မှတ်တန်ဖိုးလေလံပစ်တာကိုအပြိုင်ဆွဲဝယ်ယူပြီးတော့လုပ်ကင်ရခြင်းဖြစ်ပါတယ်ထို့သို့ဝယ်ယူလုပ်ကင်ခြင်းကိုပဲနှစ်စဉ်လိုလုပ်ကင်တဲ့လုပ်ငန်းရှင်ကိုရှေးကလေးကအင်းတကြီးလို့သတ်မှတ်ခေါ်ဝေါ်ကြခြင်းဖြစ်ပါတယ်ယခုကျွန်ုပ်ခေါ်တဲ့အင်းတကြီးကလည်းမင်းကွန်းအရှိတ်အေယာဝတီမြေအတွင်းရှိကျွန်းရွာများရဲ့အလယ်မှာရှိတဲ့အင်းဖြစ်ပြီးထိုကျွန်းရွာများဖြစ်တဲ့ညောင်မင်းသား၊ဂွေကြီး၊ဓမ္မကျရွာစတဲ့ရွာသုံးရွာရဲ့အလယ်မှာရှိတဲ့အင်းရဲ့အင်းတကြီးဖြစ်ပါတယ်ဟုတ်ကဲ့ဆရာကြီးတောဘဲနဲ့ဟင်းသားတော့နည်းနည်းကျနေပြီဗျဒါပေမဲ့ရေများသေးတော့ကျွန်တော်တို့ငါးပိုက်မဆွဲသေးဘူးနောက်တစ်ပတ်လောက်မှဆွဲမှာငါးပိုက်ဆွဲတော့ဘဲတွေကပိုကျတယ်ဗျအဲ့ဒီတော့မှလာဖို့ဆရာကြီးငါပေါ်ပေါ်နဲ့ဆရာကိုလည်းဧည့်ခံချင်တယ်ဆရာလာဖို့အတွက်ဖိုးတချံကိုဆက်လီနဲ့လွှတ်လိုက်မယ်ဆရာကောင်းပါပြီတကြီးရေဖိုးတချံကိုမလွတ်ခင်လွှတ်မယ်အကြောင်းတရက်ကြိုပြီးတော့ပြောပြပါဟုတ်ကဲ့ပါဆရာထို့နောက်ကျွန်တော်လည်းဖုန်းကိုချလိုက်ပါတယ်တခုသောဒီဇင်ဘာလမှာကျွန်ုပ်ကတစ်တော်မင်းဦးစိန်ထွန်းရဲ့ခိုတောင်ရွာမှာရှိတဲ့တရက်ချက်မှာအနားယူရင်းနဲ့ရောက်ရှိနေပါတယ်ကျွန်ုပ်ရောက်နေမှန်းအောင်သိတာကြောင့်မန္တလေးမုတ်ဆိုးများဖြစ်တဲ့ဥပမင်းကိုခင်မောင်စိန်ဦးမင်းဆွေတို့လာရောက်လဲပတ်စားရင်တောက်ရင်စကားဆက်မိရာကနေအေယာဝတီမြေအတွင်းမှာတောဘဲများကိုပြစ်ကြဖို့အတွက်တောင်းဆိုလာကြပြီးကျွန်ုပ်ကိုစီစဉ်ပေးဖို့အတွက်အရေးဆိုလာပါတယ်ကျွန်ုပ်ကလည်းဒီလိုဆောင်းရသည့်မျိုးမှသာပြစ်ခွင့်ရတဲ့တောဘဲများကိုပြစ်ချင်နေရကြောင်းသူတို့ရှေ့မှာပဲအင်းတကြီးထံကိုဖုန်းဆက်ပြီးတော့မေးမြန်းရပါတယ်အင်းတကြီးကကျွန်ုပ်ကူညီဆောက်ရှောက်ဖို့သူဖြစ်တာကြောင့်သူကလည်းလိုလိုလားလားပဲကျွန်ုပ်အတွက်ဆောင်ရွက်ပေးလို့သူဖြစ်ပါတယ်ကျွန်ုပ်ကသူ့ကိုကူညီဆောက်ရှောက်ဘူးတယ်ဆိုတာကတော့လွန်ခဲ့တဲ့2နှစ်ခန့်ကသူ့ရဲ့သားကြီးနဲ့ချွေးမလာသားကလေးနဲ့ဆက်လီမောင်းသူတို့အင်းရနေထွက်လာတဲ့ငါးများကိုမန္တလေးသို့ဆက်လီနဲ့တင်ပို့ကြလေရာမန္တလေးခေါင်းဝင်စိတ်ကန်းအကတ်မှာရေစည်းကြောင်အချောင်းမတော်တစ်စင်းနဲ့တိုက်မိပြီးဆက်လီမှောက်သွားခဲ့ပါတယ်ဆက်လီမှောက်ရမှာတကြီးရဲ့ချွေးမနဲ့ကလေးတို့ရင်နစ်တာကြောင့်တကြီးရဲ့ချွေးမကိုကယ်ဆယ်နိုင်တော့လဲကလေးကိုမကယ်နိုင်လို့အသက်ဆုံးရှုံးခဲ့ရပါတယ်ဒါအပြင်ဆက်လီကိုမစင်မချင်မောင်းတယ်လို့ဆိုပြီးတော့တရားစွဲလဲခံရလေရာမြည်လဲဆုံးသားလဲအချုပ်ကြောက်မဲ့အဖြစ်ကိုရောက်ခဲ့ရပါတယ်ထိုကိစ္စကိုကျွန်ုပ်ခိုတောင်ကိုရောက်ခိုင်းတဲ့ကြုံလေးရာအမှုကနေတက်တာစေဖို့အတွက်အကူအညီကိုမြစ်တာနဲ့ပေးခဲ့တာကိုလည်းတကြီးရောသူ့ရဲ့မိသားစုကပါကျေးဇူးတင်မဆုံးဖြစ်ခဲ့ကြပါတယ်ဒါကြောင့်ပဲကျွန်ုပ်ကသူ့ရဲ့အင်းထဲမှာငှက်လာပြစ်မယ်ဆိုတာကိုတကြီးကလိုလိုလားလားဖြစ်နေပါတယ်ဘဲပြစ်ဖို့အတွက်ကောင်းတဲ့တနတ်ကတော့12ပုတ်တစ်လုံးထိုးနဲ့နှလုံးပြူးတနတ်တို့ဖြစ်ပြီးထိုတနတ်မျိုးနဲ့ဇရိတ်ကြီးများလိုတာကြောင့်စဉ်းစားကြည့်လေရာမန္တလေးရှိကျွန်ုပ်ရဲ့မိတ်ဆွေအရာရှိကြီးတယောက်မှရှိတဲ့တလုံးထိုးတနတ်ကိုသွားသတိရပါတယ်အင်းအတွင်းမှာငှက်ကြည့်ဖို့အတွက်ကတော့အမြင်ဆူးရှားလာတဲ့ကျွန်ုပ်ရဲ့တပည့်တငါတဲ့ငသူကိုသတိရပါတယ်ငသူကဘလောက်ထိအမြင်ဆူးရှားတယ်လဲဆိုရင်တော့မြစ်အလဲကနှာခေါင်းသာဖော်ပြီးအသက်ရှူတဲ့လက်ရဲ့နှာခေါင်းကိုတောင်မှကမ်းပေါ်ကနေမြင်နိုင်သူဖြစ်တဲ့ကဲ့သို့ရေကူးရမှာလဲညောင်ဦးဖိကဲ့သို့ကျွမ်းကျင်သူလို့တင်စားနိုင်ပါတယ်ထို့နောက်ကျွန်ုပ်လည်းဧည့်သည်များကိုဘဲပြစ်ဖို့အတွက်အသေးစိတ်စီစဉ်ထားပြီးမှဖြစ်ကြောင်းပြောလိုက်ပါတယ်တပတ်အတွင်းမှာပဲမန္တလေးကနေစကိုင်းအောင်သွားပြီးတော့မိတ်ဆွေထံကနေတလုံးထိုးတနတ်နဲ့ငှက်ပြစ်စရိတ်ရန်တောင်များကိုသွားယူပြီးတနတ်ကိုတိုက်ချွတ်ခြင်း
ရန်တောင်ပြင်ဆင်ခြင်းများကိုပြုလုပ်ရပါတယ်တလုံးထိုးတနက်ကခါချိုတစ်ချက်ပြစ်တနက်သာဖြစ်ပါတယ်ဒါပေမဲ့ပြောင်းရှည်ရာ32လက်မှဖြစ်တာကြောင့်အဝေးပြစ်ကောင်းလာပါတယ်ရန်တောင်များကတော့ဇေးကြီးဖြစ်တော်ညာလဲနံပါတ်1များသာဖြစ်တာကြောင့်ကျွန်ုပ်ကမကြိုက်လှပါဘူးဘဲပြစ်ဖို့အတွက်ကောင်းတဲ့ဇေးမှာကျွန်ုပ်အကြိုက်နံပါတ်4ဖြစ်ပါတယ်ထိုနံပါတ်ကအင်္ဂလိပ်ခေတ်ကအခေါ်အားဖြင့်ဒေါင်းစရိတ်လို့ခေါ်ပါတယ်အကြောင်းကတော့မြန်မာနိုင်ငံကိုအင်္ဂလိပ်အုပ်စိုးစဉ်အခါတုန်းကအင်္ဂလိပ်မုတ်ဆိုးများဒေါင်းပြရာမှာအကောင်းဆုံးလို့သတ်မှတ်ပြီးခေါ်ဆိုအမည်ပေးခဲ့ကြခြင်းဖြစ်ပါတယ်ထိုဒေါင်းစရိတ်မှာဒေါင်းသာမကဘဲမျိုးမျိုးဟင်းသာယုံတောကျက်ရစ်ခါငှက်ငနွားငူစတဲ့အကောင်များအတွက်တင့်တော်ပါတယ်တောငန်ဂျိုးကြတို့အတွက်တော့မကောင်းလာပါဘူးတနက်ကိုသွားယူပြီးရဲ့နောက်ငသူ့ကိုခေါ်ခိုင်းပြီးအစီအစဉ်ကိုပြောပြပြီးတော့သူ့ရဲ့ဦးလေးတန်းရွှေမှာရှိတဲ့ပဲ့ထောင်ဆက်လီကောင်းမကောင်းကိုမေးကအစင်သစ်ထားဖို့အတွက်လည်းမှားရပါတယ်ရခင်တော့ကကျွန်ုပ်အေယာဝတီမြစ်ထဲမှာဘဲပြစ်ရမှာတန်းရွှေရာဆက်လီမောင်းငသူကငှက်ကြည့်ကျွန်ုပ်ကငှက်ပြက်နဲ့အတွဲညီခဲ့ကြပါတယ်၎င်းတို့တူအကြီးမှာခိုးတောင်ရွာအေယာဝတီမြစ်ကမ်းတစ်ဘေးနားမှာရေလုံငန်းကိုလုပ်ကင်ချသူများဖြစ်ပါတယ်ရသက်တစ်ပတ်မြကြာပြီးရဲ့နောက်တကြီးထန်နေဖုန်းဝင်လာပါတယ်ဆရာကြီးကျွန်တော်တို့အင်းထဲမှာပိုက်ဆဆွဲနေပြီဆရာတို့လာခြင်းလာလို့ရပြီဗျဟုတ်လားဘယ်တော့လောက်လာရင်ကောင်းမလဲတကြီးရဲ့ကောင်းတာကတော့နောက်2ရက်3ရက်လောက်ဆိုရင်ပိုကောင်းတယ်ဆရာတို့ညအိတ်မှာလားဟုတ်တယ်ဗျတည2ညတော့အိတ်မယ်လို့စိတ်ကူးတယ်မန္တလေးကကျွန်တော်ရဲ့မိတ်ဆွေတွေလည်းပါမယ်ဒါဆိုရင်ဒီလိုလုပ်ဆရာအင်းဆောင်မှာစောက်ထားတဲ့ကျွန်တော်ရဲ့တဲကငါးညီနံနေနဲ့ဆရာတို့တဲလို့မကောင်းအင်းထဲမှာနေရလဲပူညကြတော့ချမ်းတယ်ကျွန်တော်အင်းတောင်မှာဆရာတို့တဲဖို့အတွက်မြေဆိုင်တဲတစ်လုံးစောက်ထားမယ်အဲ့ဒီနေရာခိုတောင်ဘက်ကဆက်လီနဲ့လာပြီးတော့အင်းကိုတက်ရတာပိုအဆင်ပြေတယ်ဗျတကြီးကောင်းသလိုသာစီစဉ်ပါဗျာဆက်လီလာမဲ့ရက်ကိုသာပြောပါနောက်3ရက်မြောက်နေ့မှာလွတ်မယ်ဆရာတို့ပြစ်တဲ့ငှက်ကိုကောက်ဖို့ရယ်ဘာဟီရလုပ်ပေးဖို့ရယ်ခိုင်းလို့ရအောင်လို့ကျွန်တော်ရဲ့အလုပ်သမား2ယောက်ကိုထည့်ပေးလိုက်မယ်ဆရာကျွန်တော်လည်းဆရာတို့စီကိုလာခဲ့ပါမယ်ဖိုးစချန်နဲ့ဆက်လီကိုတော့ပြန်လွှတ်လိုက်ပါဆရာသူကမနေ့တိုင်းမန္တလေးကိုငါပို့ရလို့ပါအင်းထဲမှာဆရာတို့ငှက်ပစ်ဖို့အတွက်လှေတစင်းလဲထားပေးပါမယ်ဗျကျေးဇူးပါတကြီးရေတကြီးနဲ့ဖုန်းပြောပြီးရဲ့နောက်မန္တလေးမှာဘဲပြစ်လိုက်မဲ့သူများကိုဖုန်းဆက်ပြီးတရက်ကြိုပြီးတော့ခိုတောင်လာဖို့အတွက်ပြောရပါတယ်သူတို့ရောက်တဲ့နေ့မှာဥပမင်းကဘယ်ကနေငားလာလဲမသိနှလုံးပြူးတက်လက်ပါလာပါတယ်တဲရမယ်အင်းဆောင်မြေဆိုင်တဲကိုရောက်တဲ့အခါမှာတော့ဖိုးတချန်အလုပ်သမား2ဦးကိုကျွန်ုပ်တို့လိုအပ်တာများဆောင်ရွက်ပေးဖို့အတွက်မှာကြားပြီးရဲ့နောက်အဖတို့အတွက်အဖေကပေးခိုင်းလိုက်ပါတယ်လို့ဆိုကအထုပ်တစ်ထုပ်ကိုကျွန်ုပ်ထံကိုပေးရကြောင်းဖွင့်ကြည့်တော့ Red Label ဝီစကီတစ်လုံးနဲ့အမီးအတွက်အာလူကျော်9ကျော်များပါလာပါတယ်အေးကျေးဇူးတင်ကြောင်းတကြီးကိုပြောလိုက်ပါအောင်ကွာဟုတ်ကဲ့ပြောလိုက်ပါမယ်ဗျညနေကျရင်လည်းအဖေကလာခဲ့ပါအောင်လို့မှားလိုက်ပါတယ်လို့ဆိုပြီးနှုတ်ဆက်ကာပြန်သွားပါတယ်သူပြန်သွားတဲ့အခါမြေဆိုင်တဲမှာကောက်ရိုးများပေါ်မှာအခင်းများခင်းပစ္စည်းများကိုနေရာချပြီးရဲ့နောက်တနက်များကိုထုတ်ကာငှက်ပစ်ဖို့အတွက်ပြင်ဆင်ပါတယ်ထို့နောက်အကူ2ယောက်ကိုခေါ်ပြီးတော့အင်းကိုကြည့်ရပါတယ်အင်းရဲ့မြောက်ဘက်ဝဲရမှာအကာအကွယ်မဲ့ပြီးတော့ပြောင်းတလင်းဖြစ်နေတဲ့အပြင်ငါးဖန်တဲလဲရှိနေရကြောင်းတောဘဲများမကြပါဘူးအင်းရဲ့တောင်ဘက်တဝက်ခန့်မှာတော့အင်းနှခမ်းမှာထူထပ်တဲ့မြက်ပင်များကိုင်းပင်များရှိနေလေရာအင်းလယ်မှာတော့၎င်းအင်းနှခမ်းရေစက်မှာတော့၎င်းတောဘဲကြားများကျနေပါတယ်ဟင်းသာနဲ့ဘဲကောင်းစိမ်းတို့တော့မတွေ့ရပါဘူးဒါပေမဲ့ကိစ္စတော့သိပ်မရှိဘဲကြားရဲ့အသားကလည်းညှိနှမ်းမရှိဘဲနဲ့အချိုချက်ချက်ပြီးတော့ဖြစ်စေငရုတ်သီးနဲ့ချက်လျင်ဖြစ်စေစားလို့ကောင်းတာကြောင့်ကျွန်တော်ကြိုက်နှစ်သက်ပါတယ်ထို့နောက်မှာတော့ငှက်ပစ်ဖို့အတွက်ဥပမင်းနဲ့တိုင်ပင်ရပါတယ်ဥပမင်းခမည်းမှာဘာစရိတ်တောင်းနေပါလဲဗျလေတနက်နံပါတ်1ခဲကိုလုံထားတဲ့စရိတ်တွေပါတယ်ဗျဟုတ်လားကျွန်တော်မှာတော့ပိုသေးတဲ့စရိတ်တွေပါတယ်ဒီတော့ခမည်းကနားနေတဲ့ဘဲတွေကိုကိုင်းတော့ကိုကာကွယ်ယူပြီးတော့ချောင်းပစ်ကျွန်တော်ကပြန်လာတဲ့အကောင်ပြစ်မယ်ဆိုပြီးတော့တိုင်ပင်လိုက်ပါတယ်အချိန်ကညနေ4 နာရီခန့်ရှိနေပြီးနေအနှင်းငယ်ကျလာပြီးဖြစ်တဲ့အပြင်မြောက်လေယာတုံတက်ခတ်နေရကြောင်းဥပမင်းချောင်းပြင်းမြောက်ဘက်ကနေတောင်ဘက်ကိုခက်ဆန်းဆောင်ပြနော်မြောက်လေတိုက်နေတော့ဒီဘဲတွေထပ်ပြန်တောင်ဘက်ကိုပြန်လိမ့်မယ်ဗျဒီတော့ကျွန်တော်ကတောင်ဘက်ကဂိုင်းတော်ဆန်းကနေကွဲပြီးပြန်လာတဲ့အကောင်တွေကိုပြစ်မယ်ပြီးရင်တော့ငှက်ကောက်ရအောင်လို့ခမည်းကတယောက်ယောက်ကိုခေါ်သွားကျွန်တော်ကတယောက်ကိုခေါ်ရမယ်လို့ဆိုပြီးဗျူဟာချပြီးရဲ့နောက်လူစုခွဲလိုက်လေရာ
ဥပမင်းကပစိုးကိုတူတူပြင်းဝစ်ပြီးနှလုံးပြူကိုထမ်းအကူတယောက်ကိုခေါ်ပြီးအင်းနောက်ဘက်ကိုထွက်သွားတဲ့ကဲ့သို့ကျွန်ုပ်ကလည်းအကူတယောက်ကိုခေါ်ကာတဲနဲ့မနီမဝေးတဲအနောက်နားမှာနေရာယူရပါတယ်ကျွန်ုပ်နေရာယူတဲ့နေရာကိုင်းမင်ကျဲနေရာကြောင့်လူကိုငှက်ကမြင်မှာစိုးလို့အဖော်ကိုတဲရနေလှမ်းကြည့်နေဖို့နဲ့ငှက်ပြစ်လို့ကြက်လာပါကလာကောက်ဖို့အတွက်မှားထားရပါတယ်ကျွန်ုပ်ကတော့ဘဲပြင်းငှက်ပြင်းရင်ဝစ်ဖို့အတွက်ကျွန်ုပ်ရဲ့တူကချုပ်ပေးထားတဲ့ကံမိုရင်ညိရောင်ဝစ်ထားလီရာကိုင်းမင်ကျဲတော့လည်းကိစ္စမရှိပါဘူးအချိန်ရညနေဆောင်လာပြီဖြစ်လို့ဥပမင်းလည်းအတော်လေးချောင်းနေရပုံပေါ်ပါတယ်တနက်တန်မချရသေးပါဘူးကျွန်ုပ်ကတော့တလုံးထိုးတနက်မှာနံပါတ်4စီရိတ်ထဲကအသင်းဆောင်နေပြီးမကြခင်မှာတတိုင်းတိုင်းနဲ့တနက်တန်တစ်ချက်ပေါ်ထွက်လာပါတယ်ခိတ္တမြအကြမှာပဲလေးစုံမှာလေးဟုံနဲ့ပြန်လာတဲ့ဘဲချားသုံးကောင်ကကျွန်ုပ်ရှိရာဘက်ကိုပြန်လာတာတွေ့ရတာကြောင့်ကျွန်ုပ်ကကိုဝစ်ကြုံကစောင့်နေလိုက်ရာဘဲသုံးကောင်မှာရှေ့မှနှစ်ကောင်ကတကောင်နဲ့တကောင်တလန်မြခွာပြီးတော့၎င်းနောက်တစ်ကောင်ကရှေ့နှစ်ကောင်နဲ့15ပေမြခွာပြီးတော့၎င်းပြန်လာနေလို့ကျွန်ုပ်ရဲ့ဦးခေါင်းပေါ်မှာပေ60မြအမြင့်ရနေအဖြတ်မှာပဲရှေ့ဆုံးကအကောင်ရဲ့နှုတ်သီးဖျားကိုတလုံးထိုးတနက်ရဲ့ရှေ့ချိန်သီးနဲ့ချိန်ကဘဲပြန်တဲ့အချိန်နဲ့အတူတနက်ကိုလိုက်စေပြီးနောက်ခလုတ်ကိုဖြုတ်လိုက်ပါတယ်ရှေ့ဆုံးကပြန်နေတဲ့ဘဲလဲအသက်ထွက်အတောင်စုပြီးတော့ပြစ်ကျသွားပါတော့တယ်ကျွန်ုပ်ကတလုံးထိုးတနက်ရဲ့ခါကိုချိုးလိုက်လေရာပြစ်ပြီးသားကြည်ခွန်ကဖောင်းကနေမိကကန်ထွက်သွားလင်သွားခြင်းနောက်ထပ်ကြည်တောင်ထည့်ပြီးတော့ခါးစိပ်ပြီးစောင့်နေလိုက်ပါတယ်ပြန်သွားတဲ့ဘဲနှစ်ကောင်အနက်မှရှေ့တစ်ကောင်ကအတော်ဝေးဝေးကိုပြန်သွားရာကနေကျွန်ုပ်ရှိရာဘက်ကိုပြန်လှည့်လာပါတယ်ပြန်လှည့်မှာကိုသိနေတဲ့ကျွန်ုပ်ကလည်းအစင်းသင်းစောင့်နေလိုက်ရာပထမတစ်ကောင်ကြားတဲ့နေရာအရောက်မှာပဲဝဲပြီးတော့ပေ100လောက်အမြင့်မှာပတ်နေတဲ့ဘဲနှုတ်သီးရဲ့ရှေ့တထောင်မြအကွာကိုတနက်နဲ့လိုက်ချိန်ပြီးပြစ်ခလုတ်ကိုဆွဲလိုက်လေရာဒိုင်းငနဲ့တနက်တံမြမဆုံးခင်မှာပဲထိုဘဲကအယုတ်ကျိုးပြတ်ကျသွားပါတော့တယ်တဖြောင်းဖြောင်းနဲ့လက်ခုပ်တံများကိုကြားရပြီးနောက်ငှက်ကောက်သမားနဲ့ငသူတို့ကတယောက်ကိုတစ်ကောင်ကိုင်းမြင်များရဲ့ကြားထဲပြေးပြီးတော့ကောက်ကြပါတယ်ကျွန်ုပ်ကဘဲတစ်ကောင်ပြစ်ပြီးရဲ့နောက်တစ်ကောင်ကပြန်လှည့်လာမယ်ဆိုတာကိုဘယ်လိုမျိုးသိလဲဆိုရင်တော့ကျွန်ုပ်ကငင်းစင်ကလေးကဘဲပြစ်ခဲ့ဘူးပါတယ်နှစ်ကောင်အနက်အဖိုးကောင်ပြစ်လိုက်လို့ကြာသွားပြီဆိုရင်သူ့ရဲ့အဖော်အမအများအားဖြင့်ပြန်လှည့်ပြီးအထီးကိုရှာတတ်တဲ့အလေးအထားမျိုးဘဲများမှာရှိထားကြအောင်တည်ထားလို့ဖြစ်ပါတယ်ကျွန်ုပ်ပထမပြစ်ချလိုက်တဲ့အကောင်ကလည်းအထီးဖြစ်ကြအောင်တည်တာကြောင့်အမကသေချာပေါက်ပြန်လှည့်လာမယ်ဆိုတာကိုကြိုးသိထားပြီးနောက်တစ်ကောင်ကိုပါရအောင်ပြစ်ခဲ့ခြင်းဖြစ်ပါတယ်ကျွန်ုပ်ရဲ့အတွေ့အကြုံရတော့ဘဲမကိုအရင်ဆုံးပြစ်မိရင်ဘဲထီးကပြန်လှည့်ကြည့်ကိုထုံးစံမရှိခဲ့ပါဘူးကျွန်ုပ်ပြစ်တာကိုတဲရနေကြည့်နေကြသူများလက်ခုပ်တီးဂုဏ်ပြုကြတာကိုခံယူရင်းတဲကိုပြန်လာခဲ့ပါတယ်မောင်စပြိုးတဲ့အချိန်မှာတော့ဥပမင်းနဲ့ငှက်ကောက်သူတို့မှာဘဲသုံးကောင်ဆွဲပြီးတော့ပြန်လာကြလေရာထိုနေ့ညနေကဘဲငါးကောင်ရတဲ့အထိမ်းအမှတ်အဖြစ် Red Label ဝီစကီပလင်းကိုဖောက်လိုက်ကြပါတော့တယ်ဟုတ်ကဲ့ပါခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့ဇလံကတော့ပျော်ခဲ့ပါသည်အေယာဝတီလို့အမည်ရပါတယ်တခုသောနှစ်ရဲ့ဒီဇင်ဘာလမှာကျွန်ုပ်ကစကိုင်းမြို့နယ်မင်းကုန်းအကြားအေယာဝတီမြကမ်းရွာလေးတစ်ရွာဖြစ်တဲ့ခိုတောင်ဆိုတဲ့ရွာကလေးကိုရောက်ရှိနေပါတယ်မန္တလေးမြို့မှာနာမည်ကြီးလာတဲ့ခိုတောင်မုတ်တီကအဆိုပါခိုတောင်ရွာကနေပေါ်ခဲ့ခြင်းဖြစ်ပါတယ်ခိုတောင်ရွာရဲ့အလယ်မှာတောင်ကျချောင်းငယ်လေးရှိပြီးတော့ထိုချောင်းရဲ့မြောက်ဘက်ကိုခိုတောင်ရွာလို့ခေါ်ပြီးချောင်းရဲ့တောင်ဘက်ကိုတော့ချောင်းပေါက်ရွာလို့ခေါ်ကြပါတယ်ဒါကြောင့်စကိုင်းမင်းကုန်းကလူများခိုတောင်ချောင်းပေါက်လို့တွဲပြီးခေါ်ကြပါတယ်ထိုရွာရဲ့အနောက်ဘက်ကက်လျက်ရှိတဲ့တောင်ယာကွက်22ဧကကိုတော့ကျွန်ုပ်ရဲ့အကိုကြီးအရင်တမျှခင်မင်ရတဲ့အငိမ့်စာတစ်တော်မင်းဦးစိန်ထုံးကဝယ်ယူပြီးမြေဦးပြုပြင်ကစိန်တလုံးတရက်ဆက်ခင်ပြုတ်လုပ်ထားပါတယ်တရက်ချံအတွင်းတထက်ခွဲဘန်ကလိုကလေးတစ်လုံးကြီးမားတဲ့တမပင်းပေါ်မှာခိုင်ခန့်တဲ့လင်းစင်ကြီးတစ်ခုတောင်ကုန်းကလေးတစ်ခုပေါ်မှာနားနေဆောင်ဘန်ကလိုအသေးလေးတစ်ခုချောင်းကူးဖို့အတွက်အရှည်ပေ30ခန့်မြတစ်သားတရားလေးတစ်ခုနဲ့တွဲလျက်အမိုးပါနားနေဖို့တန်းရလေးတစ်ခုတို့စောက်လုပ်ထားတဲ့အပြင်ပန်းပင်များလောင်ခံပင်များဩဇာတိပင်များလည်းစိုက်ပျိုးထားပြီးတော့မန်နေဂျာကတူအလုပ်သမားများနေဖို့အတွက်အဆောက်အုံတစ်ခုလည်းရှိပါတယ်ဒါကြောင့်ကျွန်ုပ်ကအားလက်တဲ့အခါတိုင်းမန္တလေးမှတဆင့်စကိုင်းထိုကနေခိုတောင်တို့ရောက်ရှိပြီးဝါသနာတူအကိုကြီးဦးစိန်ထွန်းမန္တလေးကမုတ်ဆိုးများဖြစ်ကြတဲ့ဥပမင်းကိုခင်မောင်စိန်ဆရာဦးမင်းဆွေကိုအောင်မြင့်လောပန်းကိုလေရွှေကိုကျော်မိုးကိုအောင်ကျော်ဘုံမူတို့အောင်စတဲ့သူများအပြင်မိုးကုတ်ကမုတ်ဆိုးများနဲ့တွေ့ဆုံပြီးတော့မဟာမြိုင်တော်ကြီးကို၎င်း
ဆယ်တော်ကြီးလက်ပံလှတပိတ်ချင်းချောင်းကြီးတကောင်းဘက်သို့၎င်းအမဲကြီးပြည့်ထွက်တတ်တဲ့ကဲ့သို့ဆောင်းရံသည်မှာအေယာဝတီအမြင့်အတွင်းအနှံ့ရှားပါမျိုးစိတ်များမှလွဲပြီးတောဘဲအမျိုးမျိုးနဲ့စနိုက်တို့ဆက်လီငယ်လေးများနဲ့လှည့်လည်ပြစ်ခတ်တတ်ပါတယ်ထို့သောပြစ်ခတ်ရာမှာအဓိကကူညီပေးသူများကတော့မင်းကြီးဦးစိန်ထွန်းဆက်လီအတွက်ကျွန်းများအတွင်းရအင်းတကြီးနဲ့သူ့ရဲ့သားဖိုးတကြံခိုးတောင်အေယာဝတီမြကန်းအားရေချောင်းကုန်းချောင်းကျွမ်းကျင်တဲ့မောင်ငသူနဲ့သူ့ရဲ့ဦးလေးဆက်လီဆရာကိုတန်းမြင့်တို့ဖြစ်ကြပါတယ်တခုသောနေရာသည်မှာကျွန်ုပ်ခိုးတောင်ရောက်ရှိနေပြီးတော့တနေ့သောနေ့လယ်ထမင်းစားပြီးချိန်မှာအကိုကြီးဦးစိန်ထွန်းနဲ့စကားပြောရင်းနဲ့အကိုကြီးနေ့လယ်နားချင်နားတော့လေကျွန်တော်တော့ခြံထဲကိုလှည့်ရင်းနဲ့ရှင်သွားပြည့်အောင်မယ်ညနေကျရင်ရှင်ချီးခိုင်းရင်လေးတောက်ရအောင်ကောင်းတယ်ညီလေးရဲ့သွားရင်အကိုကြီးရဲ့ပွိုင်တူးတူးကိုယူသွားလေလို့ဆိုပြီးသူ့ရဲ့အခန်းထဲကပွိုင်တူးတူးကိုထုတ်ယူလာပြီးကြည်တဘူးကိုပါပေးလာရင်းနဲ့ညီလေးသွားရင်ခြံထဲကိုမသွားနဲ့ရွာရဲ့မြောက်ဘက်ထိပ်ကသီလရှင်ကျောင်းသိတယ်မလားသိတယ်အကိုကြီးရဲ့အဲ့ဒီကျောင်းဘေးလမ်းကနေဆင်းသွားရင်ညောင်မင်းဝေါ်သိတယ်မလားအဲ့ဒီအပင်ညောင်သီးမဲ့နေတယ်လို့ပြောတယ်ပြီးတော့ဆက်သွားရင်မြစ်စိတ်ရေတင်နဲ့ရေဆက်ရှိမှလဲညောင်လန်းပင်ရှိတယ်အဲ့ဒီမှာရှင်ပေါ်တယ်အဲ့ဒီကိုသွားဖို့ဟုတ်ကဲ့အကိုကြီးပြောတဲ့အတိုင်းကျွန်ုပ်ကအဝေးစားလဲပြီးတော့ထွက်လာခဲ့လေရာရွာရဲ့မြောက်ဘက်ကတ္တရာလမ်းကနေဖယ်ဆင်းခဲ့ပါတယ်သီလရှင်ကျောင်းဟာမြေကမ်းကုန်းဆောင်မှာတည်ရှိပြီးတော့သစ်ပင်ကြီးများရှိကကျောင်းဝင်းရဲ့အစုံမှာညောင်မင်းနဲ့မျက်စောင်းထိုးနေရာမှာရေတင်ဆက်ကိုတွေ့ရပါတယ်ရေဆက်မှာရေစာမောင်းအဆောင်တစ်ယောက်ကိုတွေ့ရှိရပြီးတော့မိတ်ဖွဲ့ရလေရာထိုသူကအသက်60ခန့်ဦးလာအေးဆိုတဲ့သူဖြစ်ကြောင်းသိရပါတယ်မိတ်ဖွဲ့စကားပြောရာကနေသိရတာကတော့ထိုသူကမြို့ဝကျွန်းပေါ်မအူပင်မြို့နယ်ကနေဖြစ်ပြီးကျွန်ုပ်ကဲ့သို့အေယာဝတီတိုင်းသားဖြစ်နေပြီးတော့ကျွန်ုပ်ငယ်စဉ်ကအမှုလိုက်ရင်းနဲ့မအူပင်သို့မကြာခဏရောက်ဘူးတာကြောင့်ရှေးဟောင်းနှောင်းဖြစ်လေဘေးဖြောင်းသွားပါတယ်ဦးလာကြီးဒါနဲ့ဒီရေစက်ဘယ်လိုရေတင်တာလဲဗျရွာအနောက်ဘက်တောင်ကျေရစိမ့်ပြရင်းကြီးဆက်ရုံရေတင်တာဆရာဒါဆိုရင်မိုင်ဝက်လောက်တောင်ဝေးတာပေါ့ဟုတ်တယ်ဆရာရဲ့ဆက်ရုံရောက်ဖို့အတွက်2ဆင့်တင်ရတယ်ဟိုးမှတွေ့လားဆရာကန်းနာရှည်ထဲမှာဘောနဲ့တင်ထားတဲ့ယုံကမြစ်ထဲရရှည်ကိုဆက်နဲ့ဒီကမ်းမကကျွန်တော်ရဲ့ယုံပထမမောင်းတင်ပြီးဒီကမ်းမဆက်ရုံကိုအရောက်မောင်းပို့ရတာဗျအချိန်ကနေ့လယ်2နာရီခွဲခန့်ရှိနေပါပြီကျွန်ုပ်ကဦးလာအေးချပေးထားတဲ့ပလက်ကလထိုင်ပေါ်မှာထိုင်နေရင်းနဲ့ဦးလာအေးကိုစကားပြောနေပြီးပါလာတဲ့ Trio Coffee တကြားလုံးကိုကျွေးနေစင်မှာပဲတဝူဝူတဟားဟားနဲ့ငုံငတ်အော်တန်ကိုကြားရလေရာထိုင်ရာကနေထပြီးတော့ငုံငတ်ပြရပါတယ်ငုံငတ်များကနေ့လယ်2နာရီခွဲနဲ့နောက်ပိုင်းမှာအိပ်ရာထားပြီးအစာစားရင်းနဲ့အထက်ပါအတိုင်းအော်တတ်ပါတယ်ညောင်ပင်မှာစောင့်ပြစ်ပြီးတော့ငုံငတ်3កောင်များရတဲ့အခါငှက်များထပ်မလာတော့တာကြောင့်ကိုလာအေးရဲ့တဲမှာပြန်သွားပြီးတော့ထိုင်နေရပါတယ်ထိုအချိန်မှာပဲလူတစ်ယောက်ရောက်လာပြီးတော့ဦးလာအေးရေတင်ချိန်ရောက်နေပြီဒါပေမဲ့ရေစက်ဘောပေါ်အဆက်ကရေမမီဘူးဖြစ်နေတယ်ဗျရေမီအောင်တွန်းချရမယ်အေးလေတွန်းချတာပေါ့လို့ဆိုပြီးဦးလာအေးကအင်ကြီးကိုချွတ်ပစိုးတူတူနဲ့လိုက်သွားလေရာကျွန်ုပ်ကထိုင်ရင်းကြည့်နေပါတယ်သူတို့နှစ်ယောက်စက်တင်ထားတဲ့တုံမိုးကလေးနဲ့ယုံရေနဲ့ရာကိုတွန်းချလေရာယုံကလေးလွန်းနေရာကြောင့်အားဆိုင်ပြီးတော့တွန်းတော်လဲရေနဲ့ရာကိုကြောင်သွားခဲ့ပါဘူးကျွန်ုပ်ကသူတို့ကိုကူညီချင်လာပါတယ်ဒါပေမဲ့ကန်းနှစ်ဖူးကရွှွန့်ထူထူကိုဖြတ်ပြီးတော့ရေထဲကိုဆင်းရမှာဖြစ်တာကြောင့်ပထမမှာမဆင်းလိုပါဘူးသို့တော့ရေကိစ္စဖြစ်နေရကြောင်းကူညီဖို့အတွက်ဆုံးဖြတ်လိုက်ပြီးတနက်ကိုချအင်ကြီးပေါင်းမီကိုချွတ်အတွင်းခံပေါင်းမီနဲ့ရေထဲကိုဆင်းဖို့အတွက်လုပ်ရပါတယ်ထိုအခါမှာဦးလာအေးကဆရာဘာလို့မလို့လဲဆရာဧည့်သည်မလာပါနဲ့ဗျကျွန်တော်မလာရင်ခင်ဗျားတို့2ယောက်ထဲနဲ့မရဘူးလေလို့ဆိုပြီးရွှွန်တော်ကိုဖြတ်ကရေထဲကိုဆင်းပြီးတော့သူတို့နဲ့အတူယုံတွန်းချရပါတယ်ဒါပေမဲ့ယုံကမရွေးခဲ့ပါဘူးထိုအချိန်မှာပဲကန်းနှစ်ဖူးမှာလူ2ယောက်မြောက်ကနေတောင်ဘက်ကိုရှောက်လာတာတွေ့ရပြီးနောက်ဦးလာအေးကိုလှမ်းပြီးဗျို့ဦးလာအေးလှုပ်အားလိုနေတယ်မဟုတ်လားလို့လှမ်းမိပါတယ်အေးပေါ်ငါသူရမင်းတို့လာနဲ့အတော်ပဲကူပါအောင်ကွာခမရမခေါ်လဲကူမာပါဗျလို့ဆိုပြီး2ယောက်စလုံးအင်ကြီးကိုချုပ်ပြီးတော့ဆင်းလာကဝိုင်းတွန်းပေးကြလေရာရေဆက်ယုံကရေနဲ့ရာကိုရောက်သွားပါတယ်ထို့နောက်ဦးလာအေးရေဆက်မှာရှုံဆေးကြရမှငသူကကျွန်တော်ရဲ့တနက်ကိုတွေ့သွားပြီးဆရာကဘယ်ကနေငှက်လာပြစ်တာလဲဗျစကိုင်းရလားမဟုတ်ပါဘူးခိုးတောင်ပါပဲခိုးတောင်မှာဆိုရင်တော့မတွေ့ဘူးပါဘူးဗျ
ကျွန်တော်တို့ကခိုတောင်ကန်းနာဖျားချိန်အောင်ချိုက်မာနေတာဒီရဆရာဧည့်သည်ရဲ့ကွမင်းကြီးဦးစိန်ထွန်းရဲ့ခြံကိုလာလေတာထိုကဲ့သို့ဦးလာအေးကဝင်ပြောတဲ့အခါကျတော့မှဩမင်းကြီးရဲ့ခြံကလားသိတယ်ကျွန်တော်တို့ကမင်းကြီးနဲ့လည်းခင်တယ်မင်းကြီးရဲ့မြစ်ထဲကကိုင်းမှာပြောင်းဆိုင်တော့လေကျွန်တော်တို့ရဲ့ဆက်လီနဲ့ပဲမြစ်ထဲကကိုင်းအောင်သွားရတာဗျဒါဆိုရင်မြစ်ထဲကတောင်ကုန်းတွေမှာတော်ဖဲတွေမကြဘူးလားဘာလဲဆရာကလိုက်ပြစ်ချင်းလို့လားအေးပေါ့အခုကຫນွေရသည်ဆိုတော့စောင်းတွင်းလောက်တော့ငှက်မစုံတော့ဘူးတော်ဖဲကြားတွေတော့နည်းနည်းရှိသေးတယ်ဒီလိုနဲ့ပဲငတူနဲ့သူ့ရဲ့ဦးလေးကိုတန်းမြင့်တို့စတင်တီးကျွမ်းရပြီးတော့ကျွန်ုပ်ခိုတောင်ရောက်တဲ့အခါတိုင်းငတူကမိုးစိုးဝါဒနာပါသူဖြစ်လေရာကျွန်ုပ်ရဲ့လက်ဆွဲဖြစ်တဲ့ကဲ့သို့ကိုတန်းမြင့်ကလည်းကျွန်ုပ်ရဲ့ဆက်လီသမားဖြစ်လာခဲ့ရပါတယ်ကိုတန်းမြင့်ကဆက်လီအပိုင်းနဲ့ရေလုံငန်းလုပ်သူဖြစ်လေရာကျွန်ုပ်မြေအတွင်းမှာငှက်ပစ်မယ်ဆိုရင်ဓာတ်ဆီ2 လီတာကိုသူ့ရဲ့ဆက်လီမှာထည့်ပေးပါကကျွန်းတစ်ပတ်ပတ်ပြီးတော့ပြစ်နိုင်ခဲ့ပါတယ်ဒီနေရာမှာမုတ်ဆိုးတရားအဖို့မိမိပြစ်ချင်တဲ့သားကောင်ရှိရာအရက်ကိုသွားနိုင်မှုမိတ်ဆွေတပည့်လိုအပ်တဲ့ကဲ့သို့အထောက်အကူပစ္စည်းနဲ့ရှင်မဆပြီးငွေကြေးအဆက်အသွယ်မိကောင်းဆွေကောင်းလည်းအင်မတန်လိုအပ်လာပါတယ်ဒါမှသာလိုရာကိုခရီးရောက်ပြီးတော့မိမိပြစ်ချင်တဲ့သားကောင်ကိုပြစ်နိုင်ခတ်နိုင်ပါလိမ့်မယ်ကျွန်ုပ်ကငတူနဲ့စတင်ရင်းနှီးတဲ့နေ့မှာပဲသူ့ရဲ့အကူအညီနဲ့မိမိပြစ်လိုတဲ့ရှင်း6ကောင်ပြစ်ခတ်ရရှိခဲ့ပြီးအမွှေးနှုတ်ချီခါထုတ်ယူပြီးခြံကိုပြန်ခဲ့လေရာငတူကိုယ်တိုင်လိုက်ပို့ခဲ့ပါတယ်ခိုတောင်ရွာရဲ့မြကန်းကနေလှမ်းမြော်ကြည့်ရင်တော့အရှိတ်ဘက်မှာမြစ်လေကျွန်းကြီးများကိုကြော်ပြီးမန္တလေးမြို့ရဲ့ဖွံ့ဖြိုးဆဲအဆောက်အုံကြီးများကိုမျက်နှာချင်းဆိုင်မြင်ရပါတယ်တောင်ဘက်ကိုကြည့်ရင်တော့မြစ်လေကျွန်းဆက်များကိုချက်ထောင်ရွာပတ်90ရွာတို့ကိုကြော်ပြီးနမဲကြီးဝချက်ရွာရဲ့မြစ်လေတိုင်အောင်ရှိနေကအချို့နေရာများမှာကျွန်းပြတ်များဖြစ်နေရတွေ့ရပါတယ်ဒါအပြင်ဝချက်ရွာရဲ့မြောက်ဘက်မှာကုန်းမောင်ခေတ်ကထင်ရှားတဲ့ဇေယျတော်ကြီးနှစ်ပါးတို့ရဲ့မူလသတင်း300ချောင်းများဖြစ်တဲ့တင်ကစားချောင်းနဲ့ဗမော်ချောင်းတို့လည်းရှိပါသေးတယ်။မြောက်ဘက်မှာတော့မြစ်လေကျွန်းကြီးကမင်းကွန်ဖျားကြီးနားတိုင်အောင်ရှိနေပြီးထိုကျွန်းများရဲ့ပေါ်မှာရွာငယ်များအင်းများလည်းရှိပါတယ်။ထိုကျွန်းများရဲ့ကျွန်းပြတ်များပါရေးတွက်ရင်တော့အရှည်က8 မိုင်9 မိုင်များရှိပြီးထိုကျွန်းကိုတစ်ပတ်ငှက်လိုက်ပြစ်မယ်ဆိုရင်3 နာရီကနေ9 နာရီတွင်ကြာပါလိမ့်မယ်။တရုတ်လို့15ကောင်အင်ဂျင်တက်ဆက်လီကလေးနဲ့ဟိုဝင်ဒီထွက်သွားခြင်းမျိုးဖြစ်ပါတယ်။ထိုကျွန်းကြီးကဆောင်းရသည့်မြစ်ရေကျတဲ့အချိန်မှာကျွန်းအတွင်းမှာအင်းများပေါ်လာတဲ့ကဲ့သို့ကျွန်းပေါ်ရှိကိုင်းဧရိယာများလည်းပြန်ပေါ်လာတဲ့အခါမှာကိုင်းတောင်သူများမြေဘဲနဲ့ပဲအမျိုးမျိုးမှစပြီးပြောင်းများဂျုံများလည်းစိုက်ကြတာကြောင့်ကျွန်းများစိမ့်ဆူနေတဲ့ကဲ့သို့အင်းများမှငါလည်းအရှံပဲပေါ်ပါတယ်ထိုကျွန်းမှာအင်းတကြီးမှာကျွန်ုပ်ကူညီခဲ့ဘူးသူဖြစ်တာကြောင့်ကျွန်ုပ်ခိုတောင်ရောက်တယ်လို့သတင်းကြားတဲ့အခါမှာငါးများကိုပေးပို့ခြင်းသူ့ရဲ့ကျွန်းလေရွာကိုဖိတ်ခေါ်ဧကန်ခြင်းများပြုတဲ့အပြင်သူပိုင်တဲ့ဆက်လီကိုလည်းငှက်ပစ်ဖို့အတွက်ပေးတတ်ပါတယ်ဒါကြောင့်ကျွန်ုပ်ကငှက်ပစ်ဖို့အတွက်ရေခံအသင့်ကြာအသင့်မိတ်ဆွေအသင့်တပည့်အသင့်ဆက်လီအစဉ်သင့်ဖြစ်ပါတော့တယ်ဒါဆိုရင်ဘယ်အချိန်မှကျွန်းတောင်ခုံများမှာငှက်ပစ်ဖို့အတွက်အကောင်းဆုံးလဲဆိုရင်တော့ကျွန်ုပ်ရဲ့မှတ်တမ်းအရစောင်းခုံငှက်များစတင်ရောက်ရှိလာတဲ့နိုဝင်ဘာလလယ်ကနေစောင်းခုံငှက်များနောက်ဆုံးပြန်တဲ့မတ်လအလယ်အထိစောင်းခုံငှက်များကိုပစ်ဖို့အတွက်ကောင်းပါတယ်ဒါကြောင့်အကောင်းဆုံးကတော့ဒီဇင်ဘာဇန်နဝါရီနဲ့ဖေဖော်ဝါရီလများမှာအကောင်းဆုံးဖြစ်ပါတယ်အဘဲကြောင့်ဆိုရင်တော့ထိုလများမှာအစာပေါ်ခြင်းမြစ်လေတောင်များမှာငှက်များအတွက်အနားယူဖို့ကောင်းခြင်းတို့ကြောင့်စောင်းခုံငှက်မျိုးစုံတို့စုံလာခြင်းကြောင့်ဖြစ်ပါတယ်ထိုအချိန်မှာစောင်းခုံငှက်ကိုပြစ်မယ်ဆိုရင်ပြစ်လို့ကောင်းတဲ့အချက်များရှိပါတယ်နံပါတ်1စောင်းခုံငှက်များစုံတာကြောင့်ရှားပါမျိုးစိတ်များကိုရှောင်ပြီးမိမိပြစ်လို့တဲ့ငှက်ကိုရွေးချယ်ပြီးတော့ပြစ်နိုင်ခြင်း2ထိုအချိန်မျိုးမှာပြစ်ပါကငှက်ပေါက်ဖွားဖို့အတွက်အတိုက်ကိုက်ဥဥချိန်မဟုတ်ခြင်း3စောင်းခုံငှက်ကသူတို့ရဲ့အတိုက်ကိုက်ဥဥသားပေါက်ခြင်းများကိုပြုလုပ်ခဲ့ပြီးကမ္ဘာမြောက်ပိုင်းနိုင်ငံများမှာအရွယ်ရောက်ပြီးတဲ့ငှက်များကိုခေါ်လာကထိုနေရာထက်ပိုမိုပူနွေးတဲ့နေရာကိုရောက်လာခြင်းဖြစ်ပြီးတော့အကောင်ငယ်များမဟုတ်တော့ခြင်းအကောင်ငယ်များကိုပြစ်မိဖို့အတွက်ပူစရာမလိုတော့ခြင်း4သားပေါက်ရာသီမှာထောင်တောင်းချီပြီးတော့အုပ်လိုက်သိမ်းလိုက်ပေါက်ဖွားပြီးဖြစ်တာကြောင့်မြန်မာပြည်ရှိငှက်ပြစ်မုတ်ဆိုးများဆယ်ကနန်းရာကနန်းပြည့်ုံများနဲ့မျိုးသုံးသွားဖို့အတွက်အကြောင်းမရှိခြင်း5တဘာဝတော်ရိုင်းတိရစ္ဆာန်များကြောင့်နားလေတဲ့ငှက်မုတ်ဆိုးများပြစ်ခတ်ခြင်း6တားမြစ်ထိမ့်သိမ်းထားတဲ့နေရာမဟုတ်တဲ့ဧရိယာမှာပြစ်ခတ်ခြင်းစတဲ့အကြောင်းများကြောင့်စောင်းခုံငှက်များကိုငှက်မုတ်ဆိုးများပြစ်ခတ်သင့်ပေလေရာနိုင်ငံတော်ကစည်းကမ်းဥပဒေများကိုထုတ်ကာပြစ်ခတ်ခွင့်ပြုသင့်ပါတယ်ဒ
ဒီနေရာမှာတားငှက်ထိန်းသိမ်းရေးကိုလည်းစနစ်တကျလှုပ်ဆောင်သင့်ပါတယ်ညီကာမတ္တဥပဒေထုတ်ထားရုံများနဲ့လုံလောက်မှာမဟုတ်ပဲငှက်ချစ်သူများကလည်းတွေ့ရငှက်ကိုမိမိမမြင်ဘူးရုံများနဲ့ရှားပါငှက်ပါလို့အမည်မတတ်သင့်ပါဘူးနိုင်ငံတော်ကလည်းငှက်ချစ်သူများရဲ့တိုက်တွန်းတောင်းဆိုရုံများနဲ့ရှားပါငှက်လို့မတတ်မှတ်သင့်ပါဘူးအခြားတိုးတက်တဲ့နိုင်ငံများမှာဆိုရင်စောင်းခိုဖို့အတွက်ပြန်လာကြတဲ့ငှက်များကိုအုပ်လိုက်သင်းလိုက်ဆိုရင်တော့မှအချိန်သတ်မှတ်ပြီးတော့ပြစ်ခတ်ခွင့်ပြုတဲ့ကဲ့သို့ပြစ်ခွင့်ပြုတဲ့ရက်ထက်ကျော်လွန်ပြစ်ခတ်မိရင်၎င်းတတ်မှတ်ငှက်မျိုးမဟုတ်ပဲအခြားငှက်မျိုးကိုပြစ်မိပါကအရေးယူခြင်းဒဏ်ရိုက်ခြင်းစတာများပြုလုပ်ခံရပါတယ်ဒါပေမဲ့ငှက်ပစ်သူများအတွက်ကတော့တစ်နှစ်ပတ်လုံးသူ့ရက်နဲ့သူပြည်နယ်လိုက်ဥပဒေသတ်မှတ်ပြီးတော့တားပေါက်ချိန်မဟုတ်တဲ့ငှက်မျိုးစိတ်များကိုပြစ်ခတ်ခွင့်ပြုတာကြောင့်တားကောင်ရှားပါခြင်းမရှိပါဘူးဒါအပြင်ဂိမ်းဒီပါမန့်လို့ခေါ်တဲ့တားငှက်ထိန်းသိမ်းရေးဌာနကတစ်နှစ်ပတ်လုံးကွင်းစင်ကြီးကြပ်ပေးရပါတယ်ငှက်ပစ်ဖို့အတွက်လည်းလိုင်စင်နဲ့အခွန်ဆောင်ရပြီးတော့တိုင်းပြည်အတွက်ဝင်ငွေလဲရပါတယ်သိပ္ပံနည်းကျသုတေသနပြုရမှာလဲငှက်သားပေါက်ရနိုင်ငံများမှာတားငှက်ထိန်းသိမ်းရေးဌာနကငှက်ငယ်များကိုအရွယ်မရောက်မီဖမ်းပြီးခြေထောက်မှာရေဆိုးခန်းလေးပဲကုန်းတစ်ပတ်ရေးပြီးတော့ခြေချင်းစွပ်ပေးထားပါတယ်ထိုငှက်ကဘယ်နေရာအထိ migrate လုပ်ပြီးတော့ပြန်တန်းဆောင်းခိုတယ်ဆိုတာကိုသုတေသနလုပ်ကြပါတယ်ထိုငှက်ရောက်တဲ့နိုင်ငံကငှက်ပစ်သမားများထိုငှက်ကိုပြစ်ခတ်လို့ရရှိခဲ့ရင်ကုန်းတစ်ပတ်ကိုဖတ်ပြီးတော့ထိုငှက်လာရနိုင်ငံကိုသိရှိပြီးအင်တာနက်မှာဖုန်းခေါ်ပြီးတော့တိုက်ရိုက်အကြောင်းကြားနိုင်တဲ့ကဲ့သို့ထိုနိုင်ငံရဲ့တန်ယုံကိုအကြောင်းကြားပေးဖို့ပါကထိုနိုင်ငံကသတ်မှတ်ထားတဲ့စုကိုပေးပါတယ်ထိုကဲ့သို့စုပေးရမှာငှက်ပစ်သမားကိုင်တဲ့တနက်အတွက်ရန်တောက်ကို၎င်းတနက်ကိုတော်၎င်းစုပေးတတ်ပါတယ်ဒါအပြင်ထိုနိုင်ငံနဲ့ရောက်ရှိနိုင်ငံတို့ပူးပေါင်းပြီးတော့ထိုငှက်ကိုမှတ်တမ်းတင်တဲ့အပြင်ထိုငှက်မှာယောဂပိုးပါမပါငှက်ရဲ့ဝိတ်ဘယ်လောက်ရှိတယ်ဘယ်လောက်ဝေးပြန်လာတယ်စတဲ့အသေးစိတ်သုတေသနများကိုပြုလုပ်ပြီးတော့လူကိုကူးစက်နိုင်တဲ့ယောဂပိုးတွေ့ရှိပါကထိုငှက်များကိုရှားသလောက်မုံဆိုးများကိုပြစ်ခတ်ရပါတယ်မြန်မာပြည်မှာဆိုရင်တော့ကျွန်တော်ရဲ့မိတ်ဆွေမန္တလေးသားကိုတန်းထွန်းတင်ရ1980ခုနှစ်ကျော်ကစင်ကူးနယ်လက်ရက်အင်းမှာတောဘဲငန်းတစ်ကောင်ပြစ်ခတ်ရရှိခဲ့ပြီးထိုငှက်မှာလေဘယ်ခြေချင်းပါလာခဲ့ပါတယ်ဒါကြောင့်ထိုအချိန်တုန်းကအင်္ဂလိပ်ကောင်စစ်ဝင်ရုံးတော်ပြခဲ့လေရာထိုငှက်ကဩစတြေးလျဘက်ကနေရောက်လာကြောင်းသိခဲ့ရတဲ့အပြင်သူကင်တဲ့တလုံးထိုးတနက်အတွက်ရန်တောင်90စုရခဲ့ဘူးပါတယ်ညီလေးအကိုကြီးမြစ်လေကျွန်းကကိုင်းနေသွားမလို့လိုက်ခဲ့ပါလားအကိုကြီးဦးစိန်ထုံးကအဝတ်လဲရင်ကျွန်ုပ်ကိုကိုင်းနေလိုက်ခဲ့ဖို့အတွက်ခေါ်နေခြင်းဖြစ်ပါတယ်ဒီနေ့ကိုင်းထဲမှာဘာတွေစိုက်ထားသလဲအကိုကြီးရဲ့ပြောင်းတဲ့မြေပဲစိုက်ထားတယ်ဒီနေ့ပြောင်းကအတော်ကောင်းတယ်အခုစပြီးအဖူးထွက်နေပြီဆိုတော့မကြသွားကြည့်ရတယ်ဒီမနက်တော့မန်နေဂျာကိုသိန်းဆွေကိုအရင်ကိုင်းထဲကိုလွှတ်ထားတယ်လှေနဲ့ငါသူ့ကိုလည်းစောင့်ဖို့အတွက်မှာခိုင်းထားတယ်ညီလေးလိုက်မယ်ဆိုရင်တော့ .22 ရိုင်ဖယ်လေးလည်းယူခဲ့လေတောင်မှာတောဘဲကြနဲ့ဟင်းသားတွေလည်းဟင်းစားပြစ်ရတာပေါ့အကိုကြီးကကျွန်တော်မလိုက်မှာစိုးလို့ထင်ပါတယ်ငှက်ပစ်ဖို့အတွက်ပြောလာခြင်းဖြစ်ပါတယ်ထိုနှစ်ဖေဖော်ဝါရီလကုန်လူအချိန်မှာကျွန်ုပ်ကအနားယူရင်းနဲ့စကိုင်းခိုတောင်ရွာမှာရှိတဲ့အကိုကြီးရဲ့တရက်ချံမှာရောက်ရှိနေခြင်းဖြစ်ပါတယ်ကျွန်ုပ်ရောက်နေတာကတော့2ရက်ခန့်ကြာပြီဖြစ်ပါတယ်အကိုကြီးကလည်းကျွန်းထဲကိုလိုက်ခဲ့ဖို့အတွက်ခေါ်နေခြင်းဖြစ်လေရာကျွန်ုပ်ကလည်းကျွန်းထဲရစိုက်ခင်းများကိုလေ့လာလိုခြင်းငှက်ပစ်လိုခြင်းတို့ကြောင့်လိုက်ဖို့အတွက်ဆုံးဖြတ်ပြီးအဝတ်အစားထားလဲရပါတယ်ထိုအခါကျွန်ုပ်ရဲ့အရေးအခြေကိုကြည့်နေတဲ့ကျွန်ုပ်ရဲ့ခွေတိုက်ကအိမ်ကပြင်တမန်တလင်းပေါ်မှာလဲလျောက်နေရကနေထပြီးအမီးနှံပြီးလိုက်ဖို့အတွက်ဟန်ပြပါတယ်ဘာလဲကွာတိုက်ကမင်းမလိုက်မလို့လားအေးလိုက်ချင်လိုက်ခဲ့ကွာဒါပေမဲ့မင်းရေတော့ကူးရမယ်ထင်တယ်တိုက်ကချမ်းမန်နေဂျာကိုသိန်းဆွေရဲ့အိမ်ကခွေးမမွေးတဲ့ခွေးကလေး9ကောင်အနက်ကျွန်ုပ်သဘောကျတဲ့အဝါနဲ့အဖြူကြားခေါင်းကြီးကြီးခွေးကလေးကိုခြံရောက်ခိုင်မွေးထားခဲ့ရမှထိုခွေးလေးမှာတစစနဲ့ကြီးပြင်းလာပြီးရွာမှာဘယ်ခွေးကိုမှဂယုမဆိုင်တဲ့ဘိုးမထားတဲ့ခွေးတစ်ကောင်ဖြစ်လာခဲ့ပါတယ်အကိုကြီးယူမွေးတဲ့ခွေးနီကလေး ready ကတော့အရွယ်မရောက်မီသေဆုံးသွားခဲ့ပါတယ်တိုက်ကကျွန်ုပ်ခိုးတောင်ချမ်းကိုမရောက်သည်မှာနှစ်ချီပြီးတော့ကြာတိတိုင်အောင်လို့ကျွန်ုပ်ရဲ့အတန်အောင်သာမကကျွန်ုပ်ရဲ့မော်တော်ကား Provox ရဲ့အတန်ကိုလည်းမှတ်မိပါတယ်ကျွန်ုပ်ရွာကိုရောက်လို့ရွာလမ်းမကနေခြံဝင်လမ်းကိုကားချိုးဝင်လာတာနဲ့ခြံဝတကားကိုပြေးပြီးစောင့်ကြိုတတ်ပါတယ်အေယာဝတီမြကန်းတောင်တို့ကျွန်ုပ်ညနေဘက်လမ်းလျှောက်ထွက်ရမှာရွာတွင်းမှာဖြတ်ရတာကြောင့်တိုက်ကကျွန်ုပ်နဲ့အတူလိုက်ပါတတ်ပါတယ်ရွာထဲကခွေးများအုပ်လိုက်ထွက်ပြီးတော့တိုက်ကားကိုဟောင်းတတ်တော်ညာလဲအနားကိုတော့မကက်ရဲကြပါဘူးတိုက်ကားကလည်းအင်ဒရီမပြတ်လမ်းလျှောက်လာတတ်ပါတယ်နောက်ပြီးတော့တိုက်ကခွေးနဲ့တောလဲတဲ့မုတ်ဆိုးများပြောလို့ရှိတဲ့
ခွေးချက်အင်းလက္ခဏာကောင်း၃မျိုးလုံးပါရှိပါတယ်။ထိုလက္ခဏာ၃မျိုးတို့ကတော့ဥခေါင်ကြည့်ခြင်းအမိဖြောက်တန်းခြင်းဖြစ်စေထောင်မှတ်ခြင်းဖြစ်စေရှိခြင်းခွေးရဲ့လဲဆံမွေးများမှာအက်ကဲ့သို့ထောင်ပြီးလက်နဲ့ပုတ်တက်လိုက်လျင်စူးခြင်းစသည်တို့ဖြစ်ပါတယ်။ထို့နောက်ကျွန်ုပ်နဲ့အကိုကြီးတို့မြေကမ်းကိုဆင်းလာတဲ့အခါမှာတိုက်ကားလဲပါလာလေရာရွာလမ်းမှာခွေးတအုပ်ကတိုက်ကားကိုဝိုင်းပြီးတော့ဟောင်းချတော်ညာလဲတိုက်ကားကအရေးတော်မလို့အေးဆေးပါကွာဆိုတဲ့အထားနဲ့လိုက်လာပါတယ်။လှေစိတ်ကိုရောက်တဲ့အခါမှာတော့ငသူကလှေသေးသေးကလေးနဲ့စောင့်နေပါတယ်။ဒါပေမဲ့တိုက်ကားကိုလှေပေါ်တင်ဖို့ကတော့မဖြစ်နိုင်ပါဘူး။လှေကလူ၃ယောက်တောင်မှမနှဲငြိမ်အောင်ထိုင်ရလေရာတိုက်ကားလဲတောင်ပေါ်မှာငုတ်တုတ်ထိုင်ပြီးတော့ကျန်ခဲ့ရပါတယ်။ငသူရေကိုင်းနဲ့အင်းထဲမှာဘဲကြတွေကြသေးလားဟိအခုတလောတော့ဘဲကြတွေတိတ်မတွေ့ဘူးအန်ကယ်ရဲ့စကိုင်းတောင်ရုံနောက်ကအင်းတွေမှာစကြက်ပြောင်းနေရတဲ့တူတယ်ဟင်းသာရီတော့ရှိတယ်ဟင်းသာလည်းပြစ်မယ်မလားအေးပြစ်တာပေါ့ကွာဒါပေမဲ့ငါဟင်းသာသားကိုဘဲကြသားလောက်မချိုက်ဘူးကွထိုအခါအကိုကြီးကဟင်းသာသားလည်းကောင်းပါတယ်ရေညှိနှံ့တာနည်းနည်းရှိတာအနှမ်းပြအောင်အကိုကြီးချက်ကျွေးပါမယ်ရအောင်သာပြစ်ပါဟုတ်ပါတယ်အန်ကယ်မစားလဲအဖားနဲ့ကျွန်တော်တို့စားမှာပေါ့အေးပါပြစ်တာပေါ့မင်းသာငှက်တွေ့အောင်ရှာအေယာဝတီမြေပြင်ကငိမ့်သက်ကြည်တင်လျက်ရှိပြီးမြမအခေါ်10တောင်ခန့်ရှိတဲ့ဘောက်တူလေးကလေးကရေကြီးစစ်စိမ့်ကိုဖြတ်ကူးလျက်ရှိပါတယ်ရေလေကျွန်းလို့ခေါ်ရတော်ညာလဲကျွန်ုပ်တို့ကိုင်းကိုသွားရတဲ့ကျွန်းမှာမြစ်လယ်မှာရွာပါတည်ရှိတဲ့ကျွန်းမဟုတ်ပဲကျွန်းမကြီးရဲ့အနောက်ဘက်ရှိမိုးရာသီမှာရေမြုပ်တဲ့ကိုင်းကျွန်းကလေးမြတ်တာဖြစ်ပါတယ်။သို့ပေမဲ့ဧက20ခန့်မြတ်ရှိပါတယ်။ထိုကျွန်းပေါ်ရှိမြေများမှာမိုးရာသီရေမြုပ်တာကြောင့်နှုံးတင်ပြီးရေကျသွားတဲ့အခါနှုံးတင်မြေနုဖြစ်တာကြောင့်စိုက်ပျိုးသီးနှံအထွက်ကောင်းကြလို့မြေများဈေးကြီးပါတယ်။ကျွန်ုပ်တို့ကခိုးတောင်လှေစိတ်ကနေဖြတ်ကူးရမှာမြောက်ဘက်သို့30ဒီဂရီမြဆောင်းပြီးတော့ကူးကြရပြီးခိုင်းနေရမြဝေးပါတယ်။လှေပေါ်မှာကျွန်ုပ်ကလှေဦးပိုးမှာထိုင်ပြီးတော့ကျွန်ုပ်ရဲ့နောက်မှာအကိုကြီးဦးစိန်ထွန်းသူ့ရဲ့နောက်မှာတော့ငသူနဲ့နောက်ဆုံးမှာကိုတန်းမြင့်ရလှေလော်ပြီးကူးလာရခြင်းဖြစ်လေရာရေလေကိုအရောက်မှာပဲငသူကတောင်ခုံရဲ့တနေရာကိုလက်ညှိုးညွှန်ပြရင်းနဲ့အန်ကယ်ဟိုးမှာဟင်းသားနှစ်ကောင်တောင်ဆက်မှာကျနေတယ်ပြစ်မှာလားဟေးပြစ်မယ်ဆိုပြီးတော့ကြည့်လိုက်လေရာအမှန်တကယ်ပဲလှေဦးနဲ့ခက်ဆန်းဆောင်မှာဟင်းသားနှစ်ကောင်ရေဆက်တောင်ခုံမှာနားနေတာကိုတွေ့ရပါတယ်ဒါကြောင့်ကျွန်ုပ်ကကိုတန်းမြင့်လှေကိုအကောင်နေစီကိုထိတ်တိုက်ဖြစ်အောင်လှော်ပေးလို့ဆိုပြီး.22စမိုင်းအော်တိုရိုင်ဖယ်ကလေးကမဂဇင်းကိုဖြုတ်ပြီးတော့ CCI ကြည်ပြော့9000ကိုထက်မောင်းတင်လိုက်ပါတယ်ထိုအချိန်မှာပဲလှေရဟင်းသာစီကိုဦးတည်လိုက်တာကြောင့်တော်၎င်းတောင်ဘက်ကိုရေစီးနေတဲ့ကြောင့်တော်၎င်းလှေဦးဟာတောင်ဘက်ကိုပါလျက်ရှိပါတယ်ဟင်းသာနှစ်ကောင်အနက်အဖိုးကနီညိုရောင်ပုံမရဲလေရာထိုအကောင်စီတို့တနက်ကို free hand ချိန်ထားရမှအနှဲငယ်သားကောင်ရဲ့မြောက်ဘက်ကိုအလောင်းဝန်စတိုးချိန်ပြီးတော့ခလုတ်ကိုညင်သာစွာဆွဲလိုက်ပါတယ်ဖောင်းငနဲ့တနက်တန်မဆုံးခင်မှာပဲတရွှွှွအတန်နဲ့အတူဟင်းသာနှစ်ကောင်ရဲ့တောင်ပန်ခတ်တန်နဲ့တောင်ဘက်ကိုပြန်သွားကြပြီးခိုင်း200လောက်တောင်ခုံပေါ်မှာသွားပြီးတော့နားပါတယ်မထီဘူးအန်ကယ်လိုက်ပြစ်မယ်မဟုတ်လားလို့ငသူကမေးလာတော့အေးပြစ်မယ်ကွကိုတန်းမြင့်ဒီတခါတော့ကန်းနာကိုကပ်ပြီးတော့ရေတိမ်ကနေလှေကိုအသာဆုံးသွားကျွန်တော်ရက်ခိုင်းတဲ့နေရာမှာလှော်တက်ကိုမြေကြီးစိုက်ပြီးတော့လှေကိုငြိမ်အောင်ထိမ့်ပေးဒီလိုနဲ့ကိုတန်းမြင့်ကကျိုးနာရေတိမ်ကိုရအောင်လှော်ပြီးရေတိမ်ကနေအသာလေးစုံခဲ့ပါတယ်ဟင်းသာနှစ်ကောင်နဲ့ခိုက်80ခန့်ကိုရောက်တဲ့အခါမှာကျွန်ုပ်ပြောသလိုလှေကိုရက်ပြီးတော့ငြိမ်နေအောင်ထိမ့်ပေးထားပါတယ်ထိုအခါကျွန်ုပ်ကအကိုကြီးတောင်ဝေးတုပ်ကိုခဏပေးပါလို့တောင်းပြီးတောင်ဝေးကိုလှေနှပေးရေထဲမှာစိုက်ပြီးတော့တနက်ကိုပိုမိုတည်ငြိမ်အောင်တောင်ဝေးနဲ့တွဲကင်ပြီးချိန်လိုက်ကဘေးတိုက်အနေထားနားနေတဲ့ဟင်းသာအဖိုးစီတို့တနက်ကိုတန်းတန်းမတ်မတ်ချိန်လိုက်ပြီးတဲ့နောက်ဖောင်းငနဲ့ပြစ်ထည့်လိုက်ပါတယ်တနက်တန်အစုံမှာဟင်းသာဝစ်ကျသွားပြီးတော့တကောင်သာပြန်သွားပါတော့တယ်ငှက်ကျသွားတယ်ဆိုရင်ပဲကိုတန်းမြင့်ကကျွန်ုပ်ရဲ့အပြောကိုမစောင့်တော့ပဲလှော်တက်နှုတ်ပြီးတော့ကျနေတဲ့ဟင်းသာစီကိုကျုံးလှော်ပါတယ်ကျွန်ုပ်ကလည်းတောင်ဝေးကိုအမြန်နှုတ်ရလေရာသူ့ကိုဘာမှပြောချိန်မရလိုက်ပါဘူးငှက်ကြရာကိုရောက်ဖို့အတွက်10ခိုင်းမြအလိုမှာတော့ကျွန်ုပ်ထင်ထားတဲ့အတိုင်းပဲဟင်းသာအမအဝေးကိုပြန်သွားရာကနေဟင်းသာဖို့ကြံခဲ့တဲ့နေရာသို့တပတ်ပြန်ပြီးတော့ဝဲလာပါတယ်ကျွန်ုပ်ကလည်းဒီအခွင့်အရေးကိုစောင့်နေသူမို့လို့
ဟင်းသာအမပြန်ဝဲအလာမှာအမြင့်ပေ80ခန့်သို့တနက်နဲ့ထိုးချိန်လိုက်ပြီးတဖောင်းဖောင်းနဲ့သုံးချက်ဆက်တိုက်ပြစ်လိုက်ပါတယ်ဟင်းသာအမမှာရေထဲသို့ဘုံငနဲ့အယုတ်ကျိုးပြတ်ကျလီရာရေရက်များတောင်ထသွားပါတယ်ဒါမှအန်ကယ်ကွဆိုပြီးငသူကအော်ကာဩဘာပေးလိုက်ပြီးရဲ့နောက်သူ့ရဲ့ဦးလေးဘက်ကိုလှည့်ကာဦးလေးရေထဲအကောင်အရင်ကောက်ရအောင်ရေစည်းနဲ့ပါပြီးတော့အကောင်ဝေးသွားလိမ့်မယ်လို့ပြောပါတယ်ဒါကြောင့်ရေထဲကအကောင်လိုက်ပြီးတော့ကောက်ရပြီးနောက်ရေစည်းတန်လာတဲ့အေယာဝတီမြစ်ကိုဆန်ကာဟင်းသာဖို့ကိုကောက်ခဲ့ရပါတယ်ထို့နောက်ကိုင်းကိုသွားကပြောင်းဖူးခင်းကိုကြည့်ရှုပြီးရဲ့နောက်ဓာတ်ပုံရိုက်ပြီးပြန်ခဲ့ကြပါတော့တယ်ဟုတ်ကဲ့ပါခင်ဗျာအခုလိုမျိုးအပေးနှထောင်ခဲ့ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်နောက်နေ့တွေမှာလည်းဇလန်းကောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့် subscribe နှိပ်ပြီးစောင့်မျှော်အားပေးနားထောင်ကြပါအောင်လို့ပြောကြရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်အားလုံးပဲကိုယ်စိတ်နှပြရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာကဲဇလန်းလည်းပြီးသွားပြီဆိုတော့ဒီဇလန်းကိုရောဘယ်လိုထင်လဲသဘောကျရဲ့လားဒီဇလန်းနဲ့ပတ်သက်ပြီးတော့မြင်တဲ့အမြင်တွေကိုလည်းcommentမှာရေးခဲ့ကြပါအောင်ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့ဒီဇလန်းကကျွန်တော်ဖတ်ဖူးသမျှငှက်ပြက်ဇလန်းတွေထဲမှာသဘောကျရဲ့ထဲမှာပါတယ်သဘောကျတယ်ဆိုတာထက်တော်တော်လေးပြည့်စုံပြီးတော့တော်တော်လေးလည်းကောင်းတယ်ပေါ့နော်ဒီငှက်တွေကိုဖမ်းတဲ့အချိန်မှာဘယ်လိုမျိုးဖမ်းရတယ်ဘယ်အချိန်ဒီမှာဖမ်းရတယ်ဘယ်လိုမျိုးကြည်နဲ့ဖမ်းရင်ပိုကောင်းတယ်ဒါတွေကိုအသေးစိတ်ရေးထားတဲ့ပြင်ကိုမှဆရာကသူ့ရဲ့ထုံးစံအတိုင်းဘဝတုဒ္ဒတွေနဲ့ပေါင်းပြီးတော့ရှင်းပြထားပါတယ်တစ်ချိန်တော့မြန်မာနိုင်ငံမှာလိုင်စင်နဲ့တနက်ကင်ပြီးတော့ဒီလိုမျိုးအမဲပြစ်လို့ရခဲ့ပါတယ်ဒီဝိထုမှာကျွန်တော်သိလိုက်ရတာကဘာလဲဆိုတော့ဒီဆောင်းခုံငှက်တွေပြန်လာတာဩစတြေးလျငှက်တွေတောင်မှမြန်မာပြည်ကိုရောက်တယ်ဆိုတဲ့အကြောင်းပေါ့နော်မြန်မာပြည်မှာအဲ့ငှက်ကိုဖမ်းမိတဲ့အခါမှာတန်ရုံးမှာသွားထုတ်တော့ကြည်စံစုရခဲ့တယ်ဆိုတဲ့အကြောင်းလဲပါပါတယ်ဒီလိုမျိုးဘဝတုဒ္ဒတွေကိုဖတ်ရလို့ကျွန်တော်ကတော့သဘောကျပါတယ်နောက်နေ့တွေမှာလည်းဘယ်လိုဇလန်းကောင်းတွေကိုဖတ်ရမလဲဆိုတာcommentမှာပြောခဲ့ကြပါကျေးဇူးတင်ပါတယ်နောက်နေ့မှပြန်တွေ့ပါမယ်